မိတ်ဆွေလည်းအရင်ကစခဲ့ဘူးတယ် right program သစ် plan သစ် day 1ဘာညာဒါပေမဲ့ deadline တွေညနေတဲ့အထိအလုပ်လုပ်ရတာတွေပင်ပန်းလွှမ်းနေမှုတွေကြားမှာအဲ့ဒါတွေကပြန်ပြောက်သွားပြန်အောင်အခုဆိုရင်လည်းပြန်စဖို့စဉ်းစားလိုက်တိုင်းတိုးတိုးလေးပြောနေတဲ့အတန်တန်နားထဲမှာရှိနေတတ်တယ်ဘာလို့မှလည်းပြီးရင်လည်းဘာမှဆက်လုပ်ဖြစ်တာလည်းမဟုတ်ပဲနဲ့ဆိုတော့တကယ်အမှန်တရားကမိတ်ဆွေပြင်းလို့ဒါမှမဟုတ် motive မရှိလို့မဟုတ်ပါဘူးမိတ်ဆွေကပင်ပန်းနေတာပါကိုကိုပေးထားတဲ့ဂတိတွေဖြတ်ရတာပင်ပန်းတယ်ပြည့်စုံမှုကိုလိုက်နေရတာပင်ပန်းတယ် give up လုပ်ပြီးရက်လိုက်လို့ဖြစ်လာတဲ့အပြစ်ရှိစိတ်တွေကိုလည်းပင်ပန်းတယ်ဒါကြောင့်မိတ်ဆွေရဲ့ fitness mindset ကိုပြန်လဲတိဆောက်တဲ့နေရာမှာမရမကတင်းကြိုးစားတာမျိုးမလုပ်ပဲနဲ့မိတ်ဆွေလုံနိုင်တယ်လို့ယုံကြည်မှုရက်တန့်သွားတာဘယ်ချိန်မျိုးလဲအဲ့ဒါကိုပြန်စဉ်းစားပါမလုပ်ဖြစ်ခဲ့တဲ့လေ့ကျင့်ခန်းတိုင်းမပြီးဆုံးခဲ့တဲ့အစားအသောက်အစီအစဉ်တိုင်းကရှုံးနေမှုမဟုတ်ပါဘူးအဲ့ဒါတွေက feedback တွေပါမိတ်ဆွေရဲ့လက်တွေ့ဘဝနဲ့ဘယ်အရာတွေကမကိုက်ညီလေးလဲဆိုတာကိုသူတို့ကပြသခဲ့တာဖြစ်တယ်အဲ့ဒီအချိန်ခါတွေကိုခွင့်လွှတ်တတ်ဖို့လိုတယ်အဲ့ဒါတွေကဆုံးရှုံးမှုတွေမဟုတ်ဘူးသင်ခန်းစာတွေလို့အတွေးပြောင်းလဲလိုက်ရုံပဲမိတ်ဆွေတနေ့တာမှာ gym သွားပြီးတစ်နာရီအချိန်ပေးဖို့လည်းမလိုဘူးလိုအပ်တာကစီးကန်းတဲ့အညီကိုယ်ဂတိနဲ့အညီဆက်လုပ်သွားနိုင်မယ်အချိန်ပိုင်းခြားတစ်ခု10မိနစ်ကနေစလို့မိနစ်30လောက်ထိကိုယ်ဂတိကိုတာဝန်ယူဖို့ဒါပဲမိတ်ဆွေကို give up လုပ်သွားစေမယ်ခုံပြန်ကြော်သွားမှုကြီးတစ်ခုထက်ဆိုင်သေးငယ်ပြီးတည်ငြိမ်တဲ့ရေရှည်လှုပ်သွားနိုင်တဲ့ခြေလမ်းသေးသေးလေးတွေကယုံကြည်မှုကိုပိုပြီးမြန်မြန်တိဆောက်ပေးနိုင်တယ်မိတ်ဆွေလုပ်နေတာက six pack ပေါ်ဖို့အရင်မိုက်တဲ့ beach body ရဖို့ဆိုတာထက် self respect ရှိလာအောင်ပို့ပြီးတော့အရင်အာရုံစိုက်တကယ် fitness ဆိုတာကမိတ်ဆွေခန္ဓာကိုယ်ဘယ်လိုပုံစံလဲဆိုတာမဟုတ်ဘူးကိုကိုဘယ်လောက်အလေးနက်ထားဂရုစိုက်နေလဲဆိုတာပဲဖြစ်တယ်10မိနစ်ပဲဖြစ်ဖြစ်15မိနစ်ပဲဖြစ်ဖြစ်မိတ်ဆွေလုံမယ်လို့ဆုံးဖြတ်ချက်တစ်ခါချတိုင်းကိုကိုယုံကြည်မှုတစ်ခါတိဆောက်လိုက်တာ ਨੇ အတူတူပဲသေးငယ်တဲ့ဂတိလေးတွေကိုထိမ့်သိမ့်မှာအဲ့ဒါမှပဲယုံကြည်မှုဆိုတာကပြန်လာမှာဖြစ်တယ်ပြီးတော့ဒီအရာဘာကြောင့်အရေးကြီးလဲဆိုတာကိုကိုအမြဲပြန်သတိပေးပါဒါကလုံးရမှာမို့လို့ဒါကလုံးတင်တာမို့လို့ဆိုတာမျိုးမဟုတ်ပဲねမိတ်ဆွေက energy တွေ trust တွေ healthy life တွေနဲ့ခံစားထိုက်လို့လောက်တာဖြစ်တယ် right အောင်မြင်မှုသေးသေးလေးတွေတိုင်းကိုပျော်ရွှင်စွာခံစားပါရေတောက်ပါမိနစ်30ထိုင်ပြီးတိုင်း2မိနစ်လောက်လှုပ်ရှားပါမနေ့ကထက်ပိုကောင်းအောင်လုပ်နိုင်ခဲ့တာကိုတတိထားမိတဲ့အခါတိုင်းယုံပါ fitness ဆိုတာနောက်ထပ်အလုပ်တစ်ခုမဟုတ်ပါဘူးမိတ်ဆွေရဲ့ energy ကိုပြန်လည်ဖြည့်တင်းပေးတဲ့နည်းလမ်းပါမိတ်ဆွေရဲ့အချိန်တစ်ခုတည်းကိုမဟုတ်ပဲမိတ်ဆွေရဲ့ energy ကိုပါကာကွယ်ပါexercise တွေပိုများလုပ်တာနဲ့မိတ်ဆွေရဲ့ fitness mindset ကိုပြန်လည်တည်ဆောက်လို့မရပါဘူးကိုပိုပြီးနားလည်အောင်လုပ်ချင်းဖြင့်သာပြန်လည်တည်ဆောက်ရတာပါကိုခွင့်လွှတ်ပါအတိတ်ပဲအသစ်တွေဖွင့်ပါဂတိပြန်ပေးပါဘာလို့လဲဆိုတော့ဒီတစ်ခါလောက်တာကကိုတက်တည်ပြဖို့မဟုတ်တော့ပါဘူးကိုဘဝကိုပိုင်ဆိုင်လာဖို့ပဲဖြစ်လို့ပါဒီလို content တွေလွတ်မသွားစေဖို့နဲ့အသစ်တင်တိုင်းသိအောင်ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ပြီးဘေးကခေါင်းလောင်းလေးကိုပါနှိပ်ခဲ့ဖို့မေတ္တာရက်ခံချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်စီတူလွင်ပါ